တစ်တော်တွေကနန်းနန်းတစ်ခုမှနေထိုင်တဲ့သူရဲ့ဆိုတဲ့နတ်သားဟာမတော်တဆခေါင်းပေါက်တစ်ခုကနေခစ်တဲ့ရန်ကုန်မြို့ထဲရောက်သွားတယ်။စိန်ခုံမှုသူ့ရဲ့နတ်တန်ခိုးတွေရာသီဥတုထိန်းခြင်းအတွေးဖတ်နိုင်ခြင်းတွေဟာမြို့ပြရဲ့လျှက်စစ်တန်လိုက်ဆက်ကွင်းတွေလမ်းဘေးကလေးမတစ်ယောက်ရဲ့အကူအညီနဲ့ဒီချစ်တဲ့လောကကိုနားလည်လာတဲ့လှုပ်ဝက်စီးပွားရေးလုပ်နေတဲ့လူဖွဲ့စည်းတစ်ခုကသူ့ရဲ့တက်ခိုးကိုထိန်းချုပ်ဖို့ကြိုးစားလာတယ်။နတ်သားဟာသူ့တက်ခိုးတွေကိုလူသားတွေရဲ့ပြဿနာတွေဖြေရှင်းဖို့အသုံးချတယ်။ဥပမာမိုးခေါင်ရေရှားတံကူညီခြင်းလူမှုရေးပဋိပက္ခဖြေရှင်းခြင်းရွေးချယ်မှုတစ်ခုလုပ်ရတယ်။နတ်နန်းကိုပြန်သွားမလားဒါမှမဟုတ်လူသားတွေကြားဆက်နေပြီးကူညီမလား။ရန်ကုန်မြို့လေကဖုံမုံတွေကြားမှာသူရဟာမေမေလမ်းဘေးကလေးမနဲ့အတူလိုက်နေရတဲ့သူ့ရဲ့အတွေးဖက်နိုင်တဲ့တခိုးဟာမြို့ပြလူသားတွေရဲ့စိတ်ထဲမှာတစ်ချိန်လုံးလွန်ဆွဲနေတဲ့အပြင်အင်အင်တာနက်လိုင်းမြန်ရဲ့လားဒီလစာနဲ့ဘလောက်လဲမလဲစတဲ့အတန်တွေကြောင့်ကြက်တူရွေးအော်တန်လို့စူညံနေတယ်။မေမေကသူ့ကိုဆိုင်ကယ်နောက်မှာချီပြီးရန်ကုန်မြစ်ကမ်းနားကိုခေါ်သွားတဲ့နေဝင်ချိန်အေးလေးမှာသူရကပထမဆုံးအကြိမ်စစ်မှန်တဲ့ငြိမ်းချမ်းမှုကိုခံစားရတယ်။ဒီနေရာမှာမျက်စိကန်းနေတဲ့အဖိုးအိုတယောက်ကမြည်ရည်အတန်ကိုနားထောင်ရင်းထိုင်နေတဲ့သူရကသူ့အနားသွားပြီးသူ့လက်ကိုထိလိုက်တော့တစ်စက္ကန့်အတွင်းသူရရဲ့မျက်လုံးထဲမှာအရာရာတွေပေါ်လာတယ်။လမ်းပေါ်ကဖုန်ခိုးနေတဲ့ဆိုင်ကယ်စီးလူငယ်တွေကိုသူ့တခိုးနဲ့ထိတော့သူတို့အားလုံးဟာမိသားစုလူအဖွဲ့အစည်းရဲ့လစ်လူရှုခံရမှုကိုခံစားနေရသူတွေဆိုတာသိလာတယ်။သူရဟာသူ့တန်ခိုးကိုထိန်းချုပ်ဖို့တင်ယူလာတယ်။သူတို့ဟာသူရရဲ့တခိုးကိုဖမ်းယူဖို့electronic ဆုံးချောက် electronic spirit trap ဆိုတဲ့ကိရိယာကိုတီထွင်ထားတယ်ဒါဟာ973မြို့နယ်ကလျှက်စစ်တပ်အားလိုင်းတွေကိုအသုံးပြုပြီးနက်တန်ခိုးကိုဆွဲငင်ဖမ်းယူနိုင်တဲ့ကွန်ရက်ကြီးပဲသူကအေးဆေးစွာပြောလိုက်တယ်ငါအဖေနတ်မင်းကငါ့ကိုတုံတင်ခဲ့တယ်တခိုးဆိုတာထိန်းချုပ်ဖို့မဟုတ်ကာကွယ်ဖို့ပါတဲ့တနင်္လာနေ့မှာမီလင်းပွဲကြီးကျင်းပမယ်လူတန်းပေါင်းများစွာလာရောက်ကြမယ်ဒေါက်တာဇော်ရဲ့အဖွဲ့ကဒီအခြေအနေမှာသူရရဲ့တန်ခိုးကိုအပြည့်အဝဖမ်းယူဖို့အစီအစဉ်ဆွဲထားတယ်မေမေကသူရကိုတတိပေးတယ်မေမေသူတို့ကမင်းကိုကဘာကြီးကိုထိန်းချုပ်ဖို့ကိရိယာအဖြစ်သုံးကျင်တာမင်းရဲ့တန်ခိုးကလူတွေရဲ့စိတ်ကိုဖတ်နိုင်ုံတင်မကလူတွေကိုထိန်းချုပ်နိုင်တယ်ဆိုတာသူတို့သိသွားပြီ